လောက်ဆုံးတယ်နော် ဟဲ့သိလား community club မမရဲ့အတွက် city map မှာဇာတ်လာရဲ့ပထမဆုံးတောက်ချစနေတနင်္ဂနွေနေ့တိုင်းမှာ9000မိုးထပ်ဝယ်ရုံနဲ့ reward ပိုင်ကို1000တိအောင်ရပါတယ် အဲ့ဆိုမိုက်တာကွာနေပေါင်းဒီနေ့ကလေစနေနေ့ဆိုငါတို့2ယောက်တော့ကအစင်အောင်ပြီးသွားပြီငါတော့ငါဒီမှာ city map မှာရှိတဲ့ပစ္စည်းအကုန်လုံးစိတ်ကြိုက်ဝယ်မယ်နည်းနည်းဝယ်ဖို့ပြင်တာနေပေါင်း city reward point က1000အထိတောင်ရနိုင်တာဆိုတော့အဲ့ဆိုငါတို့ point ယူလို့ရတော့ ဒီလိုကငါပြပြမယ်ငါတို့9000ချက်ဖိုးနဲ့အထက်ဈေးဝယ်ပြီးတော့ကောင်တာမှာ City Reward ရဲ့ကျူအောင်ပြပြီးတော့ point ကိုယူလိုက်ရုံပဲဒါမဲ့နေ City Reward ဖွင့်ထားတဲ့ဖုန်းနံပါတ်ရဲ့ policy ဝယ်ထားတဲ့ဖုန်းနံပါတ်ရဲ့ကတော့တူရမယ်နော် ဟောအဲ့လိုလားဟဲ့အဲ့ဆိုလို့ရှိရင်မိုက်တာပေါ့ငါတို့ဒါတွေမြင်မြန်ဝယ်ပြီးတော့ရှင်းကြမယ်နော် ဟဲ့ကြည့်အောင်ငါ point 1000လောက်ရတယ် ဝေါမိုက်လိုက်လားအဲ့ဆိုရင်ငါနောက်တစ်ခေါက်ဈေးဝယ်ထွက်လို့ရှိရင်ဒီ point နေနဲ့ပဲဈေးဝယ်ရနော် ဟဲ့ဒါနဲ့ငါတို့ Android လည်းသွားအောင်လေသူကလည်း main life ရဲ့ partner တွေဆိုတော့နင်လိုချင်တဲ့ကာဗာလေးပါလေးကြည့်လို့ရတာပေါ့ ကောင်းတာဗျထားတော့မယ်နော် မင်္ဂလာပါရှင် အမ Android က main life နဲ့ partner တွေဆိုတော့လေ community club မမရဲ့အနေနဲ့ဘယ်လို benefit တွေရလဲသိစမ်းပါနဲ့ ဟုတ်အညီမတစ်ချက်ရှင်းပြမယ်နောက်မှဒီဘက်လေးတစ်ချက်လာခဲ့ပါရှင်ပါ အတကယ်ကြီးကာဘာလေးချက်ကြည့်လိုက်အောင်မိတ်ဆက်ရှင်းပြချင်နော် မိထားပါဒီနေ့လေးပါ benefit တွေအနေနဲ့ကတော့ Android ရဲ့ third party accessory တွေဝယ်မယ်ဆိုလို့ရှိရင်တော့ 50% ဒီ discount လေးရနိုင်ပါတယ်ရှင် Apple product တွေဝယ်မယ်ဆိုလို့ရှိရင်တော့ 1.5% ဒီ discount လေးရနိုင်ပါတယ်ရှင် ဟုတ်ဝယ်မယ်ဆိုမမကယူလိုက်ရုံပဲလားတခြားဘာလုပ်သေးလဲရှင် ဟုတ် QR လေးကိုစကန်ဖက်ပြီးတော့ကြားလာတဲ့ phone လေးကိုဖြည့်ဖို့တော့လိုမယ်နော်အဲ့ဒီမှာပေးထားတဲ့ phone number နဲ့ date of birth လေးတွေကိုဖြည့်လိုက်ရုံပါပဲညီမလေး တကယ်ချင်းကာဘာလေးကြည့်ပါဦးမကြိုက်တဲ့ရောင်လေးကြည့်လိုက်တော့မယ်နော် ကြိုက်ပါ ဒီမလေးဒါတစ်ချက်ပဲနော် ဒီဗီဒီယိုကတော့မိုက်တာပဲเนาะနောက်မှထပ်လာခဲ့မယ် ဟာလေဒီနေ့တော့တော်တော်လေးကိုတန်သွားပြီတလားပါသနာရလည်းအရမ်းမြောက်သွားတာမောတော့မော ဟဲ့ဒါတွေမဟုတ်ဘူးမင်္ဂလာ community club member တွေအတွက်ဇမိုင်ဆောက်ရှောက်မှုတွေ wellness benefit တွေပြင်ခြားတွေလည်းအများကြီးရှိသေးတယ်တဲ့ အခန်းစားကွက်နေရတော့လုံးဝ share ပဲဆိုတော့ Menu Life Community Club မှာဖြစ်ရအောင်အရန်တော့ကြပဲပြီးတော့ Menu Life မှာအသက်အာမခံဝယ်လိုက်တော့တော်တော်လေးကိုတန်နေတလား ဒီနော် main life ကအသက်အမခံတစ်ခုအနေနဲ့ငါတို့ဘဝတွေကိုကောက်ွယ်ပေးတယ်အသက်အမခံတစ်ခုဝယ်လိုက်ရုံနဲ့ငါတို့လေးစင်ဘဝရဲ့လိုအပ်တာတွေကိုအဆင်ပြေအောင်လုပ်ပေးရဆိုတော့ငါတို့ရေးချင်မှမှန်ပါ ဟုတ်ရှိချင်တော်တော်မှန်တယ်လို့ပြောလို့ရတယ်